YouTube မှာ video တစ်ပုဒ်ကိုဘယ်လိုစနစ်တကျတင်ရမလဲဆိုတာကိုဒီနေ့ကျွန်တော်လုပ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာเนาะဟုတ်ကဲ့ video လေးကိုအစအဆုံးကြည့်ပေးကြဖို့ကျွန်တော်ပြောချင်ပါတယ်ပေါ့ဗျာเนาะ Please subscribe to our channel. ကျွန်တော်အခုတင်ပြမှာကတော့ laptop နဲ့တင်ပြမှာဖြစ်ပါတယ်ခင်ဗျာเนาะအရင်ဦးဆုံးကျွန်တော်ရဲ့ YouTube channel လေးကိုကျွန်တော်အရင်သွားလိုက်မယ်ဒီ channel ကကျွန်တော်ဟိုပါလေအသစ်ဖွင့်ထားတာဗျာเนาะကျွန်တော်သိမကြသေးဘူးအသစ်ဖွင့်ထားတာဟိုပါလေကလေးလေးတွေအတွက်ပေါ့เนาะကာတွန်းဗီဒီယိုလေးတွေပါเนาะကျွန်တော်ရင်ဆုံး YouTube Studio လေးကိုသွားလိုက်မယ်ဒီမှာမနေ့ကတင်ထားတဲ့ဗီဒီယိုဆို view တော့မရဘူးသိရမလားဒါပေမဲ့ channel အသစ်ပဲရှိသေးရဲ့လေကိုကအခုမှစရတာဆိုတော့အရင်ဦးဆုံးကိုကဗီဒီယိုတင်တော့မယ်ဆိုရင် laptop သမားတွေဆိုရင်ဒီလိုမျိုးပေါ့เนาะဒီလိုမျိုး desktop နေရာကိုဒီအရင်ဆုံးရောက်သွားမယ်ရောက်သွားတဲ့အခါကျဖုန်းမှာလည်းဒီလိုပဲเนาะဖုန်းမှာလည်း Chrome browser နဲ့ဝင်လာရင်ဒီလိုပုံစံမျိုးရောက်သွားနိုင်မယ်အရင်ဆုံးကျွန်တော်တို့ဒီမှာ video တစ်ချက်နှိပ်မယ်ပြီးရင် upload video တစ်ချက်နှိပ်မယ်ပြီးရင် select file တစ်ချက်နှိပ်မယ် okay အမှရောက်လာပြီဆိုရင်ကျွန်တော်တို့အရင်ဆုံးပါလို့ကျွန်တော်တို့တင်မဲ့ video ကိုရင်ရွေးချယ်ရမယ်ဗျเนาะကျွန်တော်ကတော့ဒီမှာ video လေးတင်ပါဒီဟောတချင်းလေးပေါ့เนาะတရိษံလေးတွေပေါ့သိရမလားအဲ့လိုမျိုးတချင်းလေးကျွန်တော်တင်မဲ့တော့ကျွန်တော်တင်လိုက်မယ်ကျွန်တော်ကဟိုပါလဲ template ပုံတွေပါရကျွန်တော်အကုန်လုပ်ပြီးသွားပြီဗျာသိရမလား template ပုံတွေကျွန်တော်အကုန်လုပ်ပြီးသွားပြီအကုန်လုံးလည်းကျွန်တော်ချက်ကြည့်ပြီးနဲ့ပဲလုပ်ထားတာเนาะ okay ဒီမှာဒီမှာပေါ့ဗျာဒီမှာပေါ့ဒါကျွန်တော်ရဲ့ခေါင်းစဉ်ပေါ့เนาะခေါင်းစဉ်ပေါ့ဒါ test တွေပါရောသူဟိုပါလဲသူအကုန်ပေးထားတယ်ဗျာเนาะသူအကုန်ပေးထားတယ်သိရမလားအကုန်ပေးထားတယ်သူတိုက်တယ်တဲ့ဒီမှာဒါကခေါင်းစဉ်ပေါ့เนาะ okay ကျွန်တော် copy တစ်ချက်ယူလိုက်မယ် copy တစ်ချက်ယူပြီးကျွန်တော် channel လေးကျွန်တော်ပြန်သွားမယ်ကျွန်တော်ဒီမှာတစ်ချက်နှိပ်လိုက်မယ်ဗျာနှိပ်ပြီးကျွန်တော် hashtag တစ်ခုခံပေးမယ်เนาะကိုsorry ကိုတင်ခြင်းတဲ့အကြောင်းအရာပြီးသွားတဲ့အခါကျရင်ကိုဥပမာဗျာကိုတင်မဲ့ video ခေါင်းစဉ်ရေးပြီးတဲ့အခါကျရင် hashtag တစ်ချက်ခံပြီးရင်ဟောပါလဲကိုယ့်ရဲ့ channel နာမည်ရေးထည့်ပေးမယ်เนาะ channel နာမည်ရေးထည့်ပေးမယ်ကျွန်တော်ဒီမှာ Karura ဆိုတဲ့တည်းရမှာကျွန်တော်ရဲ့ channel နာမည်ကျွန်တော်ထည့်ပေးလိုက်မယ်ဒါဆိုဒါကတော့ဒီ title ဘိုင်းမှာနည်းပြီးသွားပြီဗျာ title ဘိုင်းပြီးသွားပြီ description မှာကကျွန်တော်ကဒီသူချက်ကြည့်ဗီဒီယိုမှာကျွန်တော်တောင်းထားတယ်သူအစားဆုံးရေးပေးထားတယ်ဗျာဒီမှာ blog မိုက်เนาะအစားဆုံးရေးပေးထားတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒါလေးကိုကျွန်တော် copy ယူလိုက်မယ်တကယ်လို့ description တွေပါတယ်မရေးတတ်ဘူးဆိုရင်ဒီ ChatGPT မှာရေးလို့ရတယ်ဗျာเนาะကိုလိုချင်တဲ့အကြောင်းအရာကိုပြောပြလိုက်ကိုတင်မဲ့အကြောင်းအရာကိုပြောပြလိုက်သူ့ပြောပြလိုက်ပြောပြလိုက်တာနဲ့သူကမှတခါလေးရေးပေးလိုက်ဒီမှာဆိုကျွန်တော်ရသွားပြီဗျာ description ရသွားပြီသင်ရသွားပြီဒီရသွားပြီဆိုတော့ကျွန်တော်ဘောနာနဲ့ဆွဲတင်မယ်ပြီးရင်ဒီမှာ template เนาะဒီမှာ template ပုံလားဒီ template ပုံကတော့တော့အခုမှ YouTube channel ဆက်ဖွင့်မယ်ဆိုရင်တော့ဖုန်းနံပါတ်နဲ့သူက verify လုပ်ပြီးတော့မှဒီ template ပါတွေသုံးလို့ရမယ်ဗျာเนาะတကယ်လို့ဖုန်းနံပါတ်နဲ့ verify မလုပ်ရသေးရင်တော့ template ကသုံးလို့ရမှာမဟုတ်သေးဘူးကျွန်တော်ဒီမှာကျွန်တော်ပုံထုတ်ထားတဲ့ဟာဒီမှာเนาะဒီပုံလေးပေါ့ဒီ template ပုံလေးပေါ့အဲ့ဒါလေးကျွန်တော်ချက်ထည့်ပေးလိုက်မယ်ချက်ထည့်ပေးလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ title ပြီးသွားပြီအောက်က description ပြီးသွားပြီဒီမှာဟောပါလဲကျွန်တော်တို့ template ပုံထည့်နေပေါ့เนาะ template ပုံထည့်နေတယ်ဒါကကျွန်တော် channel ကကလေးတွေအတွက်ဆိုတော့ဒီမှာကလေးတွေအတွက်ဆို yes ကိုကျွန်တော်ဒီမှာ asset လေးချပေးထားတယ်ပြီးရင်ဒီမှာ show more ချက်နှိပ်မယ်ပေါ်ဆွဲတင်မယ်ပေါ့เนาะဒီ AIU ဆိုတဲ့နေရာကိုကျွန်တော်တစ်ချက်ပြောပြမယ်เนาะ AIU ဆိုတဲ့နေရာကတကယ်အပြင်မှာရှိနေတဲ့လူပုံစံကိုက AI နဲ့ဖန်တီးထားတယ်ဆိုရင်ဒီမှာ yes ကိုတစ်ချက်နှိပ်ပြီးတကယ်လို့ကိုကဟိုပါဒီလိုမျိုး animation cartoon လေး cinematic video လေးတွေဖန်တီးထားတယ်ဆိုရင် no ကိုတစ်ချက်နှိပ်လို့ရတယ်เนาะကျွန်တော်ကတော့ no ပဲနှိပ်ပေးလိုက်မယ်เนาะကျွန်တော်ပြီးရင်ပေါ်နှက်ဆွဲတင်မယ်ဒီမှာလာပြီး test တွေလာမယ်ဒီ test တွေကလုံးဝအရေးကြီးပါတယ်ဆိုတာဘာလို့ဆိုတော့တခြားလူတရားရောက်ကဗျာသိရမလားဥပမာကိုယ့်ရဲ့ဗီဒီယိုနဲ့အသက်ဆိုင်တဲ့အကြောင်းအရာလေးကိုရှာမိသွားရင် YouTube ရဲ့ဒီ search bar မှာရှာမိသွားပြီဆိုတာ ਨੇ ကိုယ့်ဗီဒီယိုကအမှသွားပေါ်ပေးပါတယ်เนาะသွားပေါ်ပေးရတော့ကိုယ့်ဗီဒီယိုပြောဆိုတော့ view ပိုရစေတယ်ပေါ့ဗျာเนาะအမြင်ပိုင်းတွေပိုပွင့်နေတယ်ပေါ့အားကြောင့်မို့တချို့လူတွေပြောတယ်ဒီ test တွေပါတွေကဟောပါလဲအမြင်ပိုင်းတွေပိုပွင့်စေတယ်ပေါ့သူတို့ပြောကြတယ်ပေါ့ဟုတ်ပါတယ်သူတို့ပြောတဲ့အတိုင်းပါပဲเนาะအားကြောင့်မှန်ပါတယ်အဲဒါကျွန်တော်ဒီမှာ ChatGPT ကတောင်းထားတဲ့ဒီ test လေးတွေကိုအစဉ်အသင်းကျွန်တော်ကတော့ copy ယူမယ် copy ယူပြီးတော့ဒီမှာကျွန်တော်ထည့်ပေးမယ်သိရမလားကျွန်တော်ကအဲ့လိုပဲတောင်းနေဗျာเนาะဟောပြင်းတာတော့မဟုတ်ဘူးပေါ့ဗျာသူဆိုရင်တော့ပို့ပြီးတော့ဟိုဖြစ်တာပေါ့ဗျာအဲဒါကြောင့်ခါလေးကျရင်ကိုမထည့်တတ်တဲ့ဟာတွေတော့မှသူကစဉ်းစားကိုထည့်ပြီးတယ်ဗျာသိရမလားဘာဖြစ်လုံးဝမခဲရင်ပါဘူး ChatGPT မှာကိုတင်မဲ့
အကြောင်းအရာတွေပြောပြလိုက်ရုံပဲသိရမလားပြောပြလိုက်ရုံပဲအဲဆိုရင်ရတယ်ဗျအဓိကတော့ကျွန်တော်ပြောချင်တာကိုယ့်ရဲ့ channel နာမည်ကိုအဓိကထည့်ပေးပါပြီးရင်ကိုယ့်ဗီဒီယိုနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုအဓိကထည့်ပေးပါတခြားဟောပါလဲမလိုအပ်တာတွေရှောက်မထည့်ပါနဲ့ပေါ့နော်ကျွန်တော်လူမျိုးပဲပြောချင်ပါတယ်သိရမလားတခြားမလိုအပ်တဲ့ရှောက်ထည့်တော့လက်ကားပဲလေသိရမလားမလိုအပ်တဲ့ရှောက်မထည့်ပါနဲ့မလိုအပ်တာရှောက်မထည့်ပါနဲ့โอเคမလိုအပ်ရှောက်မထည့်ပါကျွန်တော်ဒီမှာကျွန်တော်ရှိပြီးသားကြီးကျွန်တော်တွားထည့်မိလိုက်တယ်ဗျာ sorry နောက်ထည့်လို့ရတယ်ဒီမှာ case animation ဆိုပြီးတော့ copy ယူမယ်ကျွန်တော်ဒီမှာထည့်လိုက်မယ်ဗျာဒီမှာရပြီเนาะโอเคအားကြောင့်လို့ဟောပါလဲကျွန်တော်အခုတင်တာတော့ဟောပါကလေးလေးအကြိုက်ပါเนาะကြပြားလေးတွေကိုတရုပ်ခေါ်ထားတာပေါ့เนาะဒီကာတွန်းပုံလေးနဲ့တရုပ်ခေါ်ထားတာเนาะဒါကတော့ကိုယ့်ရဲ့ဗီဒီယိုဒါလိုင်စင်ပေါ့ဗျာလိုင်စင်တည်းရမလိုင်စင်ထားလိုက်ဒီကလေးလိုင်စင်မထားထားဘူးဆိုရင်ဒီမှာပြရတယ်မှာကျွန်တော်ပြမယ်လိုင်စင်မထားထားဘူးဆိုရင်လွမ်းယူသုံးလို့ရတယ်ဗျာတကယ်လို့ကိုက YouTube လိုင်စင်ထားထားမယ်ဆိုရင်ကိုဗီဒီယိုတခြားလူကရှူသုံးလို့မရဘူးပေါ့เนาะအားကြောင့် copyright တွေပါညီဒီမှာကျတော့ဒီ short ဒီသုံးခုကကျတော့ဒီအပေါ်ဆုံးကကျတော့ဗျာကိုဗီဒီယိုကဟိုပါလားအမြင်ပိုင်းတွေပွင့်အောင်ပေါ့တည်ရမလားတခြားလူလည်းယူတင်လို့ရတယ်ဗျာတည်ရမလားဒါကတော့ကိုတယောက်တည်းတင်ပါဒါကတော့လုံးဝကိုဗီဒီယိုလုံးဝယူတင်လို့မရဘူးပေါ့နော်ကျွန်တော်ကပြောမှာဒီအပေါ်မှာပြောခဲ့တာတော့ဒါကတော့ license ပေါ့နော်ဒါကတော့အောက်မှာဒီ copyright နဲ့ပတ်သက်တဲ့ဟာပေါ့နော်ပြီးနေမှာကျွန်တော် entertainment ယူထားတယ်ကျွန်တော်ဒီကတော့ video လေးဆိုတော့ okay ဒီလောက်ပါပဲဒါကတော့ဒါ YouTube setting ပိုင်းပေါ့နော် setting ပိုင်းပေါ့ချက်သွားမယ်ပြီးရင်ကျွန်တော်တို့ next ကိုချက်နှိပ်ပေးမယ် next ကိုချက်နှိပ်မယ်ဒါကတော့ကျွန်တော် channel အခုမှအစဆိုတော့သိရမလားဘာမှကျွန်တော်မလုပ်သေးဘူးဆိုရင်အတွက်ကျွန်တော်ချက်ကျွန်တော် next ကိုပဲချက်နှိပ်ပေးမယ်အဲဒီမှာ copyright သူစစ်နေတယ်ဗျာနော် copyright တွေပါသူစစ်နေတယ်မှာ copyright သူစစ်နေတယ်ခဏဆောင်ပေးလိုက်မယ်ဗျာနော်ဒီမှာရှုထနှိပ်လို့ရတယ်ဒီမှာဒီနောက်မှာကျွန်တော်ပြပေးမယ်ဒီမှာကိုကဟောပါတယ် private ဒီမှာတယောက်တည်းဆိုရင်တော့ဒီမှာဒါနဲ့ဟုတ်ကတင်ကိုကအစမ်းတင်မယ်ဆိုဒီမှာဟိုပါလေ UN list ဆိုတဲ့ဟာနဲ့အစမ်းတင်လို့ရတယ်ဗျာဒီမှာ public ဆိုတော့ကိုတခါတည်းသိရမလားအကုန်လုံးမြင်တာတော့တခါတည်းတင်လိုက်တာဗျာနော်ဟုတ်ကဲ့ပါပြီးတော့ဒီ schedule ကိစ္စလေးကျွန်တော်အရင်ပြောမယ်ဒီ schedule ဆိုတာကဗျာ YouTube မှာ video အချိန်နဲ့တင်တာဗျာနော်ဒီနေ့73ရက်သူကကြတော့ YouTube ကကြတော့မနေ့ပြန်ဟိုပါတရက်ကြိုပြီးတင်ပေးတယ်ဗျာအားကြောင့်မလို့တရက်ကြိုထားပေးတယ်တကယ်လို့ကိုက73ရက်နေ့တင်ခြင်းလဲရတယ်ပေါ့ကျွန်တော်ကတော့မနေ့ပြန်14ရက်နေ့ဆိုတဲ့အတွက်ကြောင့်ဒီ14ရက်ဂျွန်လ2026ကိုတော့ဇိုင်းမဲ့ထားတော့မယ်ပြီးတော့ဒီမှာနိုင်ရွေးပေးမယ်နိုင်မှာကဒါကတော့မနက်ပိုင်းနေပေါ့နော်မနက်ပိုင်း6နာရီ9နာရီ10နာရီ9နာရီပေါ့နော်ညနေပိုင်းညပိုင်းကိုကျွန်တော်တင်နေတာဖြစ်တဲ့အတွက်ညပိုင်းကျွန်တော်က7နာရီမှာပုံမှန်တင်တယ်ဗျာနော်ကျွန်တော်ညနေ7နာရီမှာပုံမှန်တင်တယ်ပြီးတော့ထိုင်းဆုံးမှာက local တိုင်းဆိုတာဗါလဲဆိုတော့ကိုအခုလက်ရှိနေတဲ့နိုင်ငံထိုင်းဆိုလဲထိုင်းပေါ့စင်ကာပူဆိုလဲစင်ကာပူပေါ့နော်မလေးရှားဆိုလဲမလေးရှားပေါ့မြန်မာဆိုလဲမြန်မာပေါ့နော် local တိုင်းကိုယူပြလိုက်local တိုင်းကိုယူပြလိုက်ပါပြန်မှာဒီလောက်ပါပဲဒါဆိုရင်ဒါ schedule နဲ့တင်တာဒါအချိန်နဲ့တင်တာပေါ့နော်လောက်ပါပဲအရင်မခိုင်းရင်ပါဘူးပြီးရင်တော့ဒီမှာ schedule ဆိုတဲ့ဒီအမဲရောင်လေးကိုနှိပ်လိုက်ရင်တော့ရပါပြီကျွန်တော်တို့ဒီမှာ minute ပြည့်အောင်စောင့်လိုက်ပါမယ်နော် okay နောက်ဆုံးမှာတော့ပြည့်သွားခဲ့ပါပြီပြည့်သွားရင်တော့ကျွန်တော်ခုနပြောတဲ့အတိုင်းပဲကျွန်တော်ဒီမှာ schedule ချက်နှိပ်ပေးလိုက်မယ်နှိပ်ပေးလိုက်ရင်တော့ရပါပြီဒါဆိုရင်တော့ကျွန်တော်မနက်ဖြန်14ရက်နေ့ည8နာရီမှာကျွန်တော်ဒီဗီဒီယိုတစ်ခါလေးတင်ပြီးသားဖြစ်ပါတယ်ခင်ဗျာ okay ပြီးရင် close ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ရပါပြီ